ဒီနေ့က Moriamin drip အကြောင်းပြောပြမှာပဲဖြစ်ပါတယ် Moriamin drip မှာအရင်ဆုံးဘာပါလဲဆိုပြီးလေ့လာကြည့်တဲ့အခါမှာ Moriamin drip ဒီ amino acid တွေပဲပါတာဖြစ်ပါတယ် essential amino acid တွေလူမြန်မာလိုပြောမယ်ဆိုအသားဓာတ်ပေါ့နော်အသားဓာတ်တွေပါတယ် essential ပါတယ်non essential amino acid တွေပါတယ်အသားဓာတ်တွေပါတယ်နောက်တစ်ခုကကျတော့တချို့မှာဆို vitamins တွေပါတယ် B1 2 6တို့vitamin C တို့ပါတယ်ပေါ့နော် Moriamin drip တိုင်းက formula မတူဘူးပေါ့နော် Moriamin SG တို့ Moriamin 4တို့ Moriamin 3G တို့ပေါ့နော်အဲ့လိုအမျိုးမျိုးရှိရဲအမျိုးမျိုးတစ်ခုနဲ့တစ်ခုက formula တော့မတူပါဘူးအဲအချိန်မှာသုံးလဲပေါ့နော် protein တွေ amino acid ဆိုတာ protein ပေါ့နော် protein တွေအဓိကပါဝင်တဲ့အလွယ်ပြောလိုက်တာပေါ့ protein တွေအဓိကပါဝင်တဲ့အတွက် protein ချိုးတဲ့အနေတော့သူဘလို့လူတွေ protein ချိုးတဲ့လို့ထင်လဲပိန်လှီ6ကတ်တော့ malnutrition ဖြစ်တဲ့သူတွေမစားနိုင်ဘူးအဲ့အရာတွေမှာအကြာကြီးလဲနေရတဲ့သူတွေပေါ့နော်အသက်ကြီးအရွယ်ကြီးတဲ့သူတွေအစားတောက်လဲတိတ်မဝင်ဘူးဆိုရင်အဲ့ဒါပေးကြတယ် malnutrition ဖြစ်တဲ့ဟာတွေပေါ့နော်နောက်တစ်ခါကျ protein deficiency ပေါ့ protein လိုအပ်နေတော့သူတွေနောက်တစ်ခုကကျတော့ protein တက်ပါတဲ့အတွက် post surgery မှာ recovery မြန်အောင်လို့တချို့တလေပေးကြရတယ်ပေါ့နော် surgery လုပ်ထားရဆိုတဲ့အတွက်ဘာမှလည်းမစားနိုင်တာတကြောင်အနာလည်းပို့ပြီးတော့မြန်မြန်တက်ချင်တာတကြောင် recovery မြန်အောင်ဆိုပြီးတော့ပေးကြရတယ်။ကိုကကျတော့ burns တွေပေါ့နော်မီးလောင်ပြီးသားဒဏ်ရာတွေမီးလောင်ပြီးတော့အခါမှာပေးရ trauma တွေထိခိုက်ဒဏ်ရာရပြီးသွားရင်အဓိကတော့မစားနိုင်လို့ကွယ်မစားနိုင်ဘူးအနာမြန်မြန်တက်ချင်အဲ့ဒါတွေပေးရပေါ့အသားတက်ပအောင်ပေးရပေါ့နော်ဆိုတော့ဒီကိစ္စတွေမှာပဲပေးရပါဗဇက်နဲ့မစားနိုင်တော့လူနာတွေကျမတို့တချို့ကလေးကြရင်ဆေးရုံမှာတက်ထားရင်လေးဖြတ်ပြီးတော့ဆေးရုံရောက်သွားရဲဆိုရင်နှာခေါင်းပိုက်ထည့်ထားရတာကိုအဲ့လိုမျိုးဆိုရင်လည်းကျမတို့ပေးရပေါ့နော်ပိုက်ထည့်ပေးရမို့ IV ချိတ်တာပေါ့နော် drip ချိတ်ပေးရပေါ့နော်ဆိုတော့ဒီလိုအခြေအနေမှာပေးရ side effect ပါရှိလိုက်ဖြစ်တယ်လဲဆိုရင်အရင်တော့ဆူဆူဝါရောကျမမကြားဘူးဆေးနဲ့မတည့်တဲ့သူကတော့ allergy ဖြစ်မှာပေါ့နော်ကျမတို့က IV ချိတ်တာဆိုတဲ့အတွက်နှလုံးရောဂါအခန်းတို့ကြောက်ကမကောင်းတဲ့သူတွေတို့နာတာရှင်းနှလုံးရောဂါပေါ့တို့ရှိရတဲ့သူတွေတော့ကျမတို့caution နဲ့ပေးရပေါ့နော်အဲ့လိုတမားတော်နဲ့တေချာတိုင်းပြီးမိပါပဲချိတ်ပါတယ်ဒါပေမဲ့လိုအပ်ရင်တော့ပေးရပေါ့နော်သူက drip ချိတ်လိုက်တာ drip ချိတ်လိုက်တော့ drip ရဲ့ပမာဏပေါ်မူတည်ပြီးခန္ဓာကိုယ်ရောက်သွားဆိုတော့နှလုံးကိုပို့ပြီးတော့ဒဏ်ဖြစ်စီမှာဆိုလို့ပေါ့နော်တမန်တော့ရတယ်allergy ကတော့ရှားတယ်ပေါ့နော် okay ဒါကတော့ Moriamin အကြောင်းဖြစ်ပါတယ်ကျမပြောချင်တဲ့အကြောင်းက Moriamin ဒီ energy booster မဟုတ်ပါဘူးဘာမှမပါဘူးသိလား amino acid ပဲပါတယ်သူ့ရဲ့ purpose သူ့ရဲ့တွင်းဖို့ထုတ်ထားတာဟို protein deficiency malnutrition ပတ်သက်နဲ့မစားနိုင်တော့သူတွေအတွက်ထုတ်ထားတာเนาะဘာ energy မှမ boost ဘူးเนาะမ boost ဘူးအဲ့တစ်ချက် gym body builder တွေ amino acid တွေပါတယ်ဆိုတော့ protein ဒီ muscle တွေပိုတက်တယ်ဆိုပြီးတော့အဲ့ဒါတွေထိုးကြတယ် no orally စားရတာပိုကောင်းပါတယ်အဲ့ဒါမဆိုင်ပါဘူးအဲ့ဒါမဆိုင်ဘူးပေါ့နော်အဲ့ဒါတွင်းလိုက်ရင်အစားတောက်တွေလည်းပြန်စားကြတယ်မောတာပန်းတာတွေလည်းတက်တာတယ်လို့ထင်တာမဆိုင်ဘူးကိုယ့်ဘာကိုတခြားမောနေတာတွေနှုံးနေတာတွေဆိုတာဒီ thyroid လည်းဖြစ်နိုင်တယ်လို့သွေးအားနည်းလို့လည်းဖြစ်နိုင်တယ် Moriamin လိုအပ်နေတော့လက္ခဏာမဟုတ်ဘူးเนาะအဲ့ဒါလည်းမှားတယ် Moriamin ထိုးဆေးကတောက်ဆေးထက်ပိုပြီးတော့ကောင်းတယ်ဆိုတာလဲ no เนาะဥကမစုံနိုင်လို့ခန္ဓာကိုယ်မှာပြဿနာတစ်ခုခုရှိလို့မှကျမတို့ကမတိုက်တာဥမာမိလဲနေလို့ဆိုရင်တတိမမရှိတာဘလို့တိုက်မလဲနေဝမ်းမှာပေါ့เนาะGI problem တွေပြဿနာရှိတဲ့သူတွေဥပမစုံနိုင်ဘူးအဲ့လိုမျိုးစုပ်ချင်းနဲ့ပတ်သက်တော့ယောဂအဆိုင်မှာယောဂရှိရင်သူ့မှာဒီလိုမျိုးစုပ်လို့မရဘူးဆိုရင်ကျမတို့က IV ပေးတယ်เนาะဘာမှ IV ဒီ oral ထက်ပိုကောင်းတယ်ထိုးဆေးဒီစားဆေးထက်ပိုကောင်းတယ် no အဲ့ဒါမရှိဘူးเนาะအဲ့တော့ညီကုန်းချမယ်ဆိုရင် Moriamin ဒီ protein တနည်းအားဖြင့် amino acid တွေအများကြီးပါတော့ drip ဖြစ်ပါတယ်ဆေးရုံတက်နေတော့ patient ဒါမှမဟုတ်ရင် malnutrition ဖြစ်နေတော့ protein deficiency ဖြစ်နေတော့ patient တွေမှာပဲသုံးပါတယ်မှားယွင်းတော့အချက်ဒီဆေးကိုပို့ထိုးလိုက်ရင် superman ဖြစ်သွားမယ်ပို့ပြီးတော့နေရထိုင်ရကောင်းပါတယ် no မဟုတ်ပါဘူးဆရာဝန်ကညွှန်ကြားမှထိုးရကောင်းပါတယ်မကောင်းတာဒီအိမ်မှာကိုယ်တဘောနဲ့ကိုရွှေ့ကနေထိုးလို့မရပါဘူးကျမတို့အမှန်ဖြည်းဖြည်းချင်းထိုးရပါမယ်ဒါ Moriamin အကြောင်းပဲဖြစ်ပါတယ်